ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပဇွန်မဆလာချက်လေးချက်စားမှာပါရှင်ပဇွန်ကိုစားစွန်းနေရတာမှုတွေစုံအောင်ထည့်ပြီးရင်နေထားပေးပါမယ်ရှင်ပဇွန်နေလို့ပြီးတဲ့ခါကျရင်စီပူလာတဲ့ခါကျရင်မြို့သီးတစ်စုံကိုစီတက်ပေးပါမယ်ပြီးရင်မဆလာလေးနည်းနည်းရယ်တကြားရယ်ခီးစီလေးနည်းနည်းကိုထည့်ပြီးတော့တစ်ခါစီတက်ပေးပါမယ်စီတက်လို့ရလာတဲ့ခါကျရင်အစ်စ်မြင်လာတဲ့ပဇွန်လေးကိုထည့်ပြီးတော့ရောပြီးတော့စီတက်ပေးပါမယ်ပြီးရင်အဖုံးလေးခဏအုပ်ထားပေးပါမယ်ပဇွန်လေးတွေလည်းစီပြန်လာပြီဆိုရင်ရေလေးနည်းနည်းထည့်ပြီးတော့အဖုံးထုတ်အုပ်ထားပေးပါမယ်ရှင်ဒီမှာရလာတဲ့ပဇွန်လေးတွေစီပြန်လာပြီဆိုရင်ငရုတ်သီးစိမ်းအစ်စ်မြင်လာတဲ့ငရုတ်သီးစိမ်းလေးတွေကိုထည့်ပေးပါမယ်ငရုတ်သီးစိမ်းလေးတွေလည်းအရသာဝင်သွားပြီဆိုရင်နောက်ထပ်ကြက်ဥပေါ့နော်ကြက်ဥထည့်မှာဖြစ်တဲ့အတွက်ကြက်ဥကိုခောက်ထားတာလေးကိုတစ်ခွက်ထည့်ပေးပါမယ်ပြီးရင်တေချာနှက်ဆက်အောင်မွေပေးပြီးရင်မဆလာလေးနည်းနည်းထည့်ပေးပါမယ်နောက်စီလဲပြန်လာပြီဆိုရင်ရတာရှိတဲ့ပဇွန်မဆလာရပါပြီအပြီးဟင်းရတစ်ခွက်ချက်ဦးမှာဖြစ်တဲ့အတွက်ကြက်သွန်ဖြူလေးကိုစီတက်ပြီးတော့မုံရင်းလေးကိုထည့်ပြီးရတာနှွေပြီးတော့အဖုံးခဏအုပ်ထားပေးပါမယ်မုံကြီးလေးလည်းနူးလာပြီဆိုရင်ရေလေးနည်းနည်းထည့်ပြီးတော့ရတာအဖုံးအုပ်ထားပေးပါမယ်နော်အရတာလေးလည်းကောင်းလာပြီဆိုရင်တော့ပဇွန်မဆလာချက်နဲ့ဟင်းကြိုလေးတစ်ခွက်ရပါပြီနော်အားလုံးပဲစားပြပါအောင်ရှင်